နေ့စဉ်တည်တနာဝေငှခြင်းအစီအစဉ်မှာအလုံးကိုသခင်ယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာသလိုဤနှုတ်ကပတ်တော်မြတ်အားနိယာဒေသအပီးသီးမှခံယူကြသောဓမ္မမိတ်ဆွေရောက်စီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ကြောင်းပမာဏအနေဖြင့်ပြောပြရစီကျွန်တော်တို့ယနေ့တရက်တာအတွက်မိမိရဲ့အသက်တာကိုတည်ဆောက်မိနှုတ်ကပတ်တော်မြတ်ဤကောင်းစဉ်ကအရာရာ၌ကြီးပွားကြလောအခြေပြုအမှားကျမ်းစာနှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုဖတ်မှာဖြစ်ပါတယ်ပထမတစ်ပိုက်ကတော့အေဖက်အခန်းကြီး၄အခန်းငယ်38ဖြစ်ပါတယ်မေတ္တာနှင့်အမှားတရားတို့ကိုဟောပြောသဖြင့်ဦးကောင်းထီးဟူသောခရစ်တော်မှာအရာရာ၌အရာရာတို့၌ကြီးပွားကြမည်အကြောင်းဒီဒုတိယအပိုက်ကတော့လုကာအခန်းကြီး2အခန်းငယ်52ယေရှုသည်အစဉ်အတိုင်းကြီးပွား၍ပညာတိုးပွားလျက်ဖျားသခင်ရှိလူတို့ရှိမှမျက်နှာရတော်မူ၏ဒီနှုတ်ကပတ်တော်မြတ်နှစ်ပိုက်ကိုပြန်လည်ဆင်ခြင်ခွန်အားယူတဲ့အခါမှာပထမတစ်ပိုက်ကတော့တမန်တော်ကြီးရှင်ပေါလုကပြီးတော့အေဖက်အသင်းတော်မှာရှိတဲ့ယုံကြည်သူတွေရဲ့အသက်တာမှာနှုတ်ကပတ်တော်မြတ်ကိုဟောပြောရာ၌မေတ္တာနဲ့ဟောပြောဖို့ရတဲ့ဝန်သင်ထားတယ်မေတ္တာမပါရင်စေတနာမပါရင်ကျွန်တော်တို့ရဲ့ဟောပြောမှုကအကျိုးမရှိပါဘူးလှုပ်ဆောင်မှုကအကျိုးမရှိပါဘူးဒီအတွက်ကြောင့်ကျွန်တော်ဟောပြောခြင်းလှုပ်ဆောင်ခြင်းအမှု၌မေတ္တာစေတနာနဲ့လှုပ်ဆောင်ဖို့ရတဲ့ဝန်သင်ထားတယ်လို့ဦးကောင်းထီးဟူသောခရစ်တော်မှာအရာရာတို့၌ကြီးပွားကြမည်အကြောင်းဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာကြီးပွားခြင်း၌မျှတပြီးတော့ဖွာကြိုင်းတာကိုရည်ကြီးပါကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက်သူ့နေရာနဲ့သူဖွဲ့စည်းပုံတွေစနစ်တကျအားဖြင့်ဖွဲ့စည်းထားတယ်လို့ကြီးထွားမှု၌လည်းကျွန်တော်တို့ညီမျှမှုရှိဖို့အတွက်ရည်ကြီးပါဒါကြောင့်မို့ကျွန်တော်အရာရာတို့၌ကြီးထွားမှုကြီးပွားမှုကိုကျွန်တော်တို့လှုပ်ဆောင်နိုင်တော်သူတွေဖြစ်ဖို့အတွက်သိအားဘုရားသခင်အလိုရှိပါပဲလုကာအခန်းကြီး52သခင်ယေရှုခရစ်တော်ကြီးထွားမှုအပိုင်းကိုသုံးသင်ထားပါတယ်ယေရှုသည်အစဉ်အတိုင်းကြီးပွား၍သခင်ယေရှုခရစ်တော်သူစာတိခံစဉ်သူ့ရဲ့ကြီးထွားမှုနှုန်းကလည်းအစဉ်အမြဲကြီးပွားတယ်ကြီးထွားတယ်ပညာတိုးပွားလျက်ရှိအဲ့ဒီပညာတိုးပွားခြင်းရဲ့ရလဒ်ကပါလေဖျားသခင်ရှိလူတို့ရှိမှမျက်နှာရတော့ခွင့်ကိုရတယ်ဆိုတာတွေ့ရပါဒီနေ့ကျွန်တော်တို့ရဲ့ရောက်စီတိုင်းတို့အသက်တာကျွန်တော်တို့ရဲ့ကြီးထွားမှုအပိုင်းမှာဘုရားသခင်ရဲ့ဘုန်းတော်အတွက်အလင်းဖြစ်စေဖို့ရကြီးပွားဖို့အတွက်ရည်ကြီးပါဒါကြောင့်မို့ကျွန်တော်အချက်ကလေးနဲ့ချက်အောင်ဆက်လက်ဝေငှပြရစီပထမတစ်ချက်ကတော့ခန္ဓာရေးရာကြီးပွားဖို့အတွက်ကြိုးစားပါခန္ဓာပိုင်းကျွန်တော်တို့ဖွံ့ဖြိုးဖို့တိုးတက်ဖို့ကြီးပွားဖို့ကြံ့ခိုင်ဖို့လှုပ်ဆောင်ရမယ့်အပိုင်းကကျွန်တော်တို့အပိုင်းဖြစ်ပါတယ်အာဗြဟံရဲ့အသက်တာကိုကြည့်မယ်ဆိုလို့ရှိရင်ဖျားသခင်ရဲ့ကြွယ်ဝသောကောင်းချီးမင်္ဂလာကတင့်ကိုကောင်းချီးပေးသောငါကောင်းချီးပေးမယ်တင့်အားဖြင့်လူမျိုးတကာတို့ကောင်းချီးဖြစ်စေမယ်ဖျားသခင်ရဲ့ကြွယ်ဝသောဆုကျေးဇူးဟာအာဗြဟံအတွက်လုံလောက်ပါသူရဲ့အသက်တာမှာဝိမြူရေးဆက်ပြင်းခြင်းလှုပ်ခြင်းအဖြစ်အာဗြဟံဒီခန္ဓာရေးရကြီးထွားတယ်လို့ဝိညာဉ်ရေးရအပိုင်းမှာလည်းယုံကြည်ခြင်းဤဖခင်ဆိုပြီးတော့တင်စားထားတာတွေ့ရပါတယ်ဒီအချက်ကိုကြည်ခြင်းအဖြစ်အာဗြဟံရဲ့ကြီးထွားမှုနှုန်းလောကပိုင်းခန္ဓာပိုင်းဆိုင်ရာမှာလည်းသူဟာပိုင်ဆိုင်မှုတွေမြောက်များစွာရှိခဲ့တယ်ဒါကြောင့်မို့ယနေ့ကျွန်တော်တို့ရဲ့အသက်တာမှာလောကမှာခိတ္တနေစဉ်ခိုက်တလောကအရာတွေကိုကျွန်တော်တို့ရဲ့အသက်တာမှာကြီးပွားမှုလိုအပ်ပါမတရားသောနိလန်းဖြစ်တတ်မှတ်မှုကိုတော့ဘုရားသခင်လူရှိပါဘူးကြီးပွားမှုကိုဘုရားသခင်လူရှိပါတယ်ယာကုပ်ရဲ့အသက်တာမှာလည်းသူ့ရဲ့ဦးကြီးတော်ထံ၌တွားရောက်သည့်အခါမှာကြီးထွားကြီးပွားလာတယ်ဆိုတာ
တွေ့ရမှာခန္ဓာပိုင်းဆိုင်ရာမှာသွားတဲ့အချိန်လုံးကအိတ်လေးတစ်လုံးနဲ့တစ်ယောက်ထဲသွားခဲ့22နှစ်ကြာခဲ့လို့ပြန်လာသည့်အခါမှာပိုင်ဆိုင်မှုမြောက်များစွာနဲ့အချွေအရန်နဲ့သားသမီးများနဲ့တိုးပွားလာတယ်ဆိုတာဒီနေ့တွေ့ရဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာအဲ့ဒီလိုကြီးထွားမှုကြီးပွားမှုကိုဘုရားသခင်သင်အားအလိုရှိပါတယ်။ဘာကြောင့်လဲသူ့ရဲ့ဘုန်းတော်အတွက်ဖြစ်ပါတယ်။တမန်တော်ကြီးရှင်ပေါလုရဲ့အသက်တာကိုကြည့်မယ်ဆိုလို့ရှိရင်အမှုတော်ဆောင်ခြင်းအမှု၌ပင်သူ့ရဲ့အသက်တာဟာတပါးသူတွေကိုမိခိုပြီးတော့အားကိုးရပြီးလှုပ်ဆောင်တော်သူမဟုတ်ပါဘူး။အဲရှင်ကိုချုပ်ပြီးတော့အသက်ဝင်ဝင်ကြောင့်အတွက်ရက်တည်ပြီးတော့သူ့ရဲ့အသက်တာလုံအပ်မှုကိုကြီးပွားအောင်လှုပ်ဆောင်ခဲ့တယ်ဆိုတာတွေ့ရမယ်။ဒီအချက်တွေကြည့်ခြင်းအားဖြင့်ကျွန်တော်တို့ယနေ့ခန္ဓာပိုင်းဆိုင်ရာအရာရာ၌ကြီးပွားဖို့ရန်အတွက်ကျွန်တော်ကြိုးစားမှုလိုအပ်ပါတယ်။လှုပ်ဆောင်တော်သူတွေဖြစ်ပြီးကြီးပါဒုတိယအပိုင်းကဝိညာဉ်ရေးရာကြီးပွားဖို့အတွက်ကြိုးစားပါအခုနကခန္ဓာနဲ့ပတ်သက်တဲ့အရာကျွန်တော်ဝေငှတင်ပြခဲ့ပြီးယခုဝိညာဉ်ရေးရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့အတ္တတာမှာနေ့စဉ်ကြီးထွားဖို့အတွက်အရေးကြီးပါတယ်တမန်တော်ဝတ္ထုအခန်းကြီး16အခန်းငယ်9မှာထို့သောအသင်းတော်တို့သည်ယုံကြည်ခြင်း၌တည်ကြည်မြဲမြံသည်ဖြစ်၍အရေးအတွက်အားဖြင့်တစ်နေ့တစ်နေ့ဥပွားများပြားကြ၏တမန်တော်ကာလမှာဝိညာဉ်ရေးရာပိုင်းဆိုင်ရာယုံကြည်သူများသည်တစ်နေ့နဲ့တစ်နေ့အသင်းတော်သို့ဝင်လာတယ်အရေးအတွက်အားဖြင့်များပြားလာတယ်တစ်နေ့တစ်နေ့ဥပွားလာတယ်ဆိုတာသိရဒီအချက်ကိုကြည့်ခြင်းအပြင်ဝိညာဉ်ရေးရာကြီးထွားမှုကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ယနေ့ကျွန်တော်တို့မျက်မှောက်ကာလအသင်းတော်တွေယုံကြည်ခြင်း၌တည်ကြည်မြဲမြံပြီးကြည်၍အရေးအတွက်အားဖြင့်ဟော၎င်းအရေးအချင်းအားဖြင့်တ၎င်းတနေ့တစ်နေ့တိုးပွားဖို့ရဘုရားသခင်သင်အားအလိုရှိပါဖိလိပ္ပိအခန်းကြီး1ခန်းငယ်26ခါမှာသင်တို့သည်ယုံကြည်ခြင်း၌တိုးပွားဝမ်းမြောက်မိအကြောင်းငါသည်ကိုယ်ခန္ဓာ၌နေ၍သင်တို့ရှိသမျှနှင့်ပေါင်းဖော်ရမည်ငါသိ၏ဒီမှာအဓိကဖော်ပြလိုတဲ့အချက်ကသင်တို့သည်ယုံကြည်ခြင်း၌တိုးပွားဝမ်းမြောက်မိအကြောင်းဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာပိုင်းဆိုင်ရာကျွန်တော်တို့ရဲ့ယုံကြည်မှုသည်တိုးပွားဖို့နော်အဲ့ဒီတိုးပွားခြင်းရဲ့အနောက်မှာဝမ်းမြောက်မှုအပြည့်ရှိဖို့အတွက်တမန်တော်ကြီးရှင်ပေါလုကဖိလိပ္ပိအသင်းသူအသင်းသားတွေကိုအားပေးတုံ့တင်ထားတယ်ဒီနေ့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်မြတ်ခံယူသောသူတွေရဲ့အသက်တာမှာလေဘုရားသခင်ထံ၌ယုံကြည်ခြင်းအပြည့်နဲ့တိုးပွားသောသူတွေဖြစ်ဖို့အတွက်ဘုရားသခင်တင်ရလို့ရှိပါတယ်ဒီနေ့နှုတ်ကပတ်တော်မြတ်ခေါင်းစဉ်ပြီးအရာရာ၌ကြီးပွားလို့ပထမတစ်ချက်ခန္ဓာရေးရာ၌ကြီးပွားဖို့လိုအပ်တယ်လို့ဒုတိယတစ်ချက်ဝိညာဉ်ရေးရာ၌ကြီးပွားကြပါစို့လို့ကျွန်တော်ဝေငှခြင်းမိခုချုပ်ပါတယ်ဒီနှုတ်ကပတ်တော်မြတ်အားဖြင့်ကြားနာသူအရောက်စီအတိုင်းပေါ်သို့ဘုရားသခင်သင်တို့အားအစဉ်အမြဲကောင်းကြီးပေးပါစေအာမင်